မြတ်စွာဘုရားဟောတဲ့တရားတွေဟာလည်းပဲအလှူဒန်းနဲ့ပတ်သက်တဲ့တရားတွေစီးပွားဥစ္စာရှာတာတွေနဲ့ပတ်သက်ပြီးတော့ဟောတာတွေများတော့လောကလူတွေကလည်းပဲဘုရားဘာသာဖြစ်စေဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေလူဘဝရလာရင်တော့စီးပွားရှာကြရတာပဲအဲ့လိုစီးပွားရှာတဲ့အခါမှာကြတော့ဘုရားရဲ့အဆုံးအမရကြတော့စီးပွားရှာပုံရှာနည်းကိုတော့အပြစ်ကင်းတဲ့စီးပွားရှာနည်းကိုတော့မြတ်စွာဘုရားဟောတယ်အပြစ်မကင်းတဲ့စီးပွားရေးမလုပ်ဖို့တော့ဆုံးမတယ်ပေါ့သို့တော့ခဏခေတ်မှာဗမာပြည်မှာတော့မဟုတ်ဘူးဒီမှာတော့မကြားဘူးပေါ့လေရှိကောင်းရှိနိုင်တယ်ကိုရီးယားလူငယ်တွေရဲ့ကိုရီးယားနိုင်ငံလူငယ်တွေရဲ့အကြောင်းနဲ့ပတ်သက်ပြီးကိုရီးယားဘိက္ခုနီမတဦးကပြောသွားတာဘုရားဘာသာဖြစ်လို့ရှိရင်စီးပွားရေးမတိုးတက်ဘူးဆိုတဲ့အမြင်လူငယ်တွေမှာပေါ်နေတယ်တဲ့။ဘာကြောင့်လို့ဆိုရင်စီးပွားရှာတဲ့အခါမှာဒုစရိုက်ကင်းပြီးတော့တရားမျှတတဲ့စီးပွားရေးကိုလုပ်ဖို့မြတ်စွာဘုရားကညွှန်တာကိုအဲ့ဒါကြောင့်ပဲပြောသလားမသိဘူးအဲ့တော့စီးပွားရှာတဲ့အခါမှာတော့မြတ်စွာဘုရားအပြစ်ကင်းတဲ့စီးပွားရှာတရားသဖြင့်စီးပွားရှာတာကိုနှစ်သက်တယ်ဒါတော့မှန်တယ်ဒုစရိုက်နဲ့တရားရှာတာစီးပွားရှာတာကိုတော့အာမပေးဘူးဒါဖြင့်အနာရဝိတ္ထေကြီးကဘာနဲ့စီးပွားဖြစ်တာလဲသူဘယ်လိုစီးပွားရှာတာသူမျိုးရိုးကတထေးတော့တထေးမျိုးရိုးပဲသူဘာစီးပွားလုပ်တုံးလို့စာပေကျမ်းကနေမှာရေးထားတဲ့အချက်တွေကိုကြည့်ရင်သူဟာထိုခေတ်ကလုံများတဲ့ကတိဂောရခဝနိစ္စဆိုတဲ့စီးပွားရေးပေါ့ကတိဆိုတာထွန်ရဲစိုက်ပျိုးတယ်ဂောရခဆိုတာနွားမွေးတယ်ဝနိစ္စဆိုတာအယောင်းဝယ်လုပ်တယ်အဲ့တော့အနာရဝိတ္ထေကြီးရဲ့စီးပွားရေးဟာလဲထွန်ခြင်းစိုက်ပျိုးရေးလုပ်ခြင်းနွားမွေးခြင်းနဲ့အယောင်းဝယ်လုပ်ခြင်းပဲအဲ့ဒါနဲ့ပဲသူချမ်းသာအဲ့တော့အဲ့ဒီလုပ်တွေကတော့ဒုစရိုက်ကင်းတဲ့လုပ်တွေလို့ပြောနွားမွေးတယ်ဆိုတာဟာအသားစားဖို့မွေးတယ်နွားမျိုးမဟုတ်ဘူးနိုးစားနွားတွေမွေးတာဘယ်လောက်ထိအောင်မွေးတော့ဆိုလို့ရှိရင်အကောင်ကြီးသိမ့်ထီအောင်ရှိပုံရတယ်ဘာလို့လို့ဆိုရင်သူ့နွားတွေကိုစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဟာရွာတရွာတည်ပြီးတော့နွားကြောင့်သားရွာဆိုပြီးတော့ရှိတယ်သူ့ရဲ့နွားကြောင့်သားနန္ဒဆိုတဲ့နွားကြောင့်သားအကြောင်းစာပေကျမ်းကမှာတစွန်းတစဖော်ပြထားတာရှိတယ်အဲ့တော့နွားမွေးတာဘာအတွက်တုံးလို့ဆိုနွားနို့တို့ဒိန်တို့ထောပတ်တို့ဒီဟာတွေအတွက်နွားကထွက်တဲ့နှုတ်ထွက်ပစ္စည်းတွေအဲ့ဒါတွေကိုရောင်းဝယ်လုပ်တယ်စားတယ်အဲ့ဒီအတွက်မွေးတယ်နွားမွေးတယ်ပြီးတော့စိုက်ပျိုးရေးလုပ်တယ်လက်ထွန်တယ်ဆန်းစပါးစိုက်ပျိုးတယ်ပဲနှမ်းစိုက်ပျိုးတယ်ပြီးတဲ့အခါကျတော့ကုံရောင်းကုံဝယ်လုပ်တယ်တနေ့ကနေတနေ့သွားပြီးတော့ကုံရောင်းကုံဝယ်လုပ်တယ်အဲ့ဒါသူစီးပွားပဲဘုရားဘာသာမဖြစ်ခင်ကလည်းအဲ့ဒီစီးပွားကိုလုပ်တယ်ဘုရားဘာသာဖြစ်တော့လည်းအဲ့ဒီစီးပွားပဲလုပ်တယ်သူဒါတစိတစောင်းကြည့်မယ်ဆိုရင်အနာရဘိရဲ့စီးပွားဟာဒီတိုင်းပဲဝိသခါတို့ရောစီးပွားရောဆိုသူတို့လည်းတူတူပဲဒီစီးပွားဝယ်လုပ်ကြတယ်အယောင်းဝယ်လုပ်တယ်လက်ထွန်းနဲ့နွားကြောင်းနဲ့အဲ့ဒီဟာတော့အဓိကမြန်မာနိုင်ငံလူနိုင်ငံမျိုးမှာလည်းပဲမြေယာတွေပေါ်များသည့်အတွက်ကြောင့်လက်ထွန်းချင်းနွားကြောင်းချင်းဆိုတဲ့အလုပ်ဟာဒီကနေ့ခေတ်ဒီကနေ့ပုံစံနဲ့ကြတော့တောင်သူလယ်သမားတွေကဆင်းရဲနွမ်းပါဖြစ်နေကြတယ်ပေါ့နော်အမှန်ကတော့လယ်တော့နွားကြောင်းချင်းအခြေခံပြီးတော့စာအုပ်နေကိုထောက်ပံ့နိုင်တာဖြစ်လို့
မြေယာမှာလောက်ကင်စားတာဟာအပြစ်လဲကင်းပြီးတော့ဆန္ဒရိတ်ခါလဲဖူးလုံးစေးတာပေါ့